ဒီချစ်တလူနဲ့ဆိုပြီးတဲ့အခါမှာနောက်တော့ဘယ်သူကိုခေါ်ရမလဲလို့ဆိုရင်ဘယ်သူကြံသေးလဲမသိဘူးကိုဟင်အမလေးမင်းလားကိုဟမ်ဒီမလေးနဲ့နော်မလေးမဟုတ်ဘူးကိုရိုင်းရေဟင်ကိုရိုင်းဟိုကျွန်တော်ဆိုဖို့တပုတ်ကြံသေးတယ်လေမကိုရန်လေးရဲ့ချစ်သူတွေမှာမီးလဲပါတယ်လေမီးပါလို့ခြံထားခဲ့လို့မရမလဲဘာဖြစ်နေကိုရန်ပြုံးဟိုကကောင်းပါရင်နော်ဟိုကနားလေဟိုကနှစ်ပြူးလုံးပါတယ်နားလေလားဒီမှာကိုရန်လေးဟောဒီပွဲကိုလေကိုရန်လေးရဲ့ချစ်သူများပွဲကိုတဲ့ကုသိုလ်မှလည်းတက်ခဲ့ပါတဲ့ဟမ်ကိုရန်လေးနဲ့တွဲပြီးတချင်းဆိုရမယ်ဆိုတက်လာတာလေမီးကိုကြည်တို့ညီတို့ဖိတ်တာနေသားမောင်ကြည်တို့ညီတို့ဘယ်သူလဲမသိဘူးလားမသိဘူးဟာလေကြည်ဆိုတာအရင်တော့စရီဒိုဒီမှာအတန်ပန်းအင်ဂျင်နီယာလေကိုကြည်မင်းသိန်းလေအဲ့ဒါကြည်ပေါ့ဩကိုကြည်မင်းသိန်းကကြည်ဖြစ်သွားပြီလားဖြစ်သွားပြီဟမ်ဘယ်တော့ဖြစ်သွားမှန်းတော့မသိလိုက်ဘူးနောက်ရှိတဲ့ညီဘယ်လိုတော့ညီဆိုမလေးချင်းပေါင်းမိလေးနဲ့သပင်ရှည်လေးနဲ့ငါဟာရွယ်လွင်ငါဟာရွယ်လွင်အဲ့လိုတချင်းတွေဆိုပြီးရှောက်သီးဆေးပြတက်ရောက်တာလေဘယ်နဲ့ရှောက်သီးဆေးပြရောက်မှာတော့ရော့ကာကိုညီထိုးဒီမှာကိုညီထိုးကလည်းညီဖြစ်သွားပြီလားဖြစ်သွားပြီကိုရန်အလေးနဲ့ဆိုချင်တယ်ကိုရန်အလေးနဲ့ကိုရန်လေးနဲ့ပြောမှာနင်းဆိုမလို့လားတားမရစီးမရဆိုလို့ရှိရင်လည်းဆိုငါမပြောလို့တကယ်တော့ဆိုမလုပ်ပါအဲ့ဒီလုပ်ပါကဲလှုပ်တီးမဲလှုပ်ပြီးစမ်းပါဗျာဆိုမယ်လှုပ်နေပြီငါနဲ့ဆိုမယ်ချမ်းကောင်းမမိုးကြိုးပြစ်မယ်အဖြူကြီးကဲလှုပ်ပါမ
ဗျာ အခုကိုကိုနဲ့သမီးနဲ့ချစ်သူတွေလို့တရားဝင်ကျင်ညာပြီးပြီနော် ကျင်ညာပြီလေ နောက်ထပ်ဘယ်သူနဲ့တရားဝင်ကျင်ညာအောင်ပါလဲ သမီးအမနဲ့ သမီးမနဲ့ခုနတရတော်ကလည်းသူ့မနဲ့ချစ်သူတွေဆို သူမဟုတ်တယ်အဲ့ဒါဟိုးအရင်ကအခုသမီးမနဲ့အခု ကိုကိုကလည်းတရားလွန်တာပေါ့လို့ မလွန်မအောင်ညီမလေးရယ်ခဏလေးသူနဲ့ချင်ပါနော်ခဏလေးပဲချင်သူနဲ့ငဲချစ်တယ်မို့လို့ ငယ်ချစ်တယ် yes sir အဲ့ဒါဆိုလဲပြီးရောက်